စားတောက်ဆိုင်ဒါမှမဟုတ်ဘားန်ကဖေးဖွင့်ဖို့အတွက်စဉ်းစားနေရဆိုရင်တော့ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်လိုက်တော့နော်ဆိုင်တစ်ခုစားဖွင့်တာနဲ့ဆိုင်တစ်ဆိုင်လုံးကိုစနစ်တကျလက်ပတ်စေခြင်းနေဆိုရင်ဆိုင်ရဲ့အစည်းအဝေးတွေကိုတိတိကျကျသိနိုင်ဖို့ကအရေးကြီးပါတယ်ဆိုင်ရဲ့အစည်းအဝေးတွေကိုတိတိကျကျသိနိုင်ဖို့အတွက်ဆိုရင်စနစ်ကျရဲ့ system တစ်ခုလိုအပ်ပါတယ်ဒါကြောင့်နေရာကျကျဝန်းနဲ့အရသာကောင်းတဲ့အစားအသောက်မျိုးစုံကိုရရှိနိုင်တဲ့ Grace and Glory Bar and Cafe ကလည်း IT Star ရဲ့ ERS software ကိုရွေးချယ်အသုံးပြုထားတာပဲဖြစ်ပါတယ်။ ERS software နဲ့ဆိုရင်ဆိုင်တစ်ဆိုင်လုံးရဲ့စီးရင်စရာတွေကိုတိတိကျကျသိရှိနိုင်ပါတယ်။ဒါအပြင်ဆိုင်မှာကိုယ်တိုင်မရှိတဲ့အချိန်တွေမှာဆိုရင်လည်း online ကနေဆိုင်ရဲ့အခြေအနေတွေကိုကြည့်ပြီးစီမံနိုင်တာကြောင့်ဆိုင်မဖွင့်ခင်ကတည်းက software သုံးဖို့စဉ်းစားနေရဆိုရင်တော့IT Star ရဲ့ဒီဖုန်းနံပါတ်တွေကိုဆက်သွယ်လိုက်ပါ။